သူတို့ပြန်ပြောတော့ကျမမေးဟဲ့ငါတို့ရွာမှာတော့သူ့ငါတို့ဘာမှတော့မခိုင်းခဲ့ဘူးရွာမှာပေါ်ကျော်နေခဲ့ရတာဝတ်သားဟင်းကြိုက်တယ်ဆိုတော့ဝတ်သားဟင်းဆိုလို့ရှိရင်နေတိုင်းမပြတ်အောင်တော့ချက်ကြည့်ခဲ့ရတာငါတို့ကသူ့ဘောဘာလို့မှမကောင်းခဲ့လို့မလို့မှော်ရှိမှဒီလိုမျိုးတွေပြောရတာလေဆိုပြီးအကြောင်းအရာလေးမစခင်မှာကျမအလေးနဲ့မြတ်တာရက်ခံချင်တာလေးတခုရှိပါတယ်။အခုကျမပြောပြမယ့်အကြောင်းအရာတွေကကျမရဲ့ကိုယ်ပိုင်ဘဝအကြောင်းအရာတွေမဟုတ်ပါဘူး။ကျမစီကိုရောက်ရှိလာတဲ့အခက်အခဲကြားကရုန်းကန်နေရတဲ့ငယ်ပေါင်းများစွာရဲ့ရင်းနှီးစရာရင်ဖွင့်တန်တွေကိုစူးစီးပြီးကျမကစိတ်သက်ခွန်အားပေးပြန်လည်မျှဝေပေးထားတာဖြစ်ပါရဲ့ရှင်။ဒါကြောင့်ဒီအကြောင်းအရာတွေကိုကျမရဲ့ကိုယ်ပိုင်ဘဝလို့မထင်စေချင်ပါဘူး။ဒါဟာကျမတို့လူငယ်တို့တရက်လုံးအောင်မြင်မှုစီတက်လှမ်းနိုင်ဖို့စိတ်သက်ခွန်အားအဖြစ်ပြန်လည်မျှဝေပေးထားတာဖြစ်ပါရဲ့ရှင်။ဗီဒီယိုလေးကိုပြန်စားလိုက်ကြရအောင်နော်။နေယောက်ျားရဲ့ဂုဏ်သိက္ခာကိုကိုယ့်အသက်တန်မိုးထားပြီးကာကွယ်ပေးခဲ့တဲ့ညီမငယ်လေးတယောက်ရဲ့စေတနာဟာအခုတော့ရင်ခွဲနာကြစရာစိတ်တောက်တွေဖြစ်သွားခဲ့ရပြီလားဒီဗီဒီယိုလေးကညီမငယ်လေးပြောပြသွားတဲ့ဖြစ်ပျက်တွေကိုနားထောင်ကြည့်လိုက်ရင်ဘလောက်တောင်စိတ်နာဖို့ကောင်းလဲဆိုတာခံစားရမှာပါရှင်အိမ်အောင်တက်တလခွဲအကြံပါတယ်အကြောင်းမရှိအကြောင်းရှာရန်ရှာခံရပြီးအိမ်ပေါ်ကနေဆွဲချမောင်းချခံရတာတောင်မှငါကမိန်းကလေးပဲအိမ်တော်တစ်ခုပြိုဝဲသွားရင်ပတ်ဝန်းကျင်ကငါ့ကိုပဲပြစ်တင်ကြမှာပဲဆိုတဲ့ရှေးယူဆွဲအကြောက်တရားတွေနဲ့ကိုယ့်ဘက်ကမမပဲဒူးထောက်တောင်းပန်ခဲ့ရတဲ့ညီမငယ်လေးရဲ့ဘဝဟာတကယ်ကိုတနာစရာကောင်းလုံးပါတယ်အဲ့ဒီချိန်တုန်းကငါမကွဲနိုင်ဘူးစင်ပြေအောင်နေပါမယ်လို့ကြွေးရေးပေးပြီးတိတ်ခါတွေအောက်ချပြီးဆက်တွဲခဲ့ပြီးမယ်ပြန်ရလာတဲ့ရလက်ကကျေးဇူးကမ်းမှုတွေပါပဲရွာကိုတင်းကျုပ်ကြောဖို့သွားတဲ့ခါမှာလည်းရောက်ခမဖြစ်သူကညစိတ်အတွက်3သိန်းနဲ့ကြောဖို့5သိန်းခွဲပေးခဲ့ပြီးမယ်လေညီမဖြစ်သူကရွာမှာနေခဲ့တဲ့လေးလာတော်တွင်မှာသူမိဘတွေစီကြပြတစ်ချက်မှထပ်ပြီးမတောင်းခဲ့သလိုယောက်ျားဖြစ်သူကိုလည်းထပ်မတောင်းခိုင်းခဲ့ပါဘူးယောက်ျားဖြစ်သူရဲ့မိဘတွေအဆင်မပြေတာအမဖြစ်သူစီးဖို့လိုနေတာကိုငဲ့ညာပြီးငါတို့ကထပ်တောင်းရင်သူတို့စိတ်ညစ်ရမှာပေါ့ဆိုတဲ့စာနာစိတ်နဲ့ကိုမိဘစီကပတ်စံကိုပဲလှမ်းတောင်းပြီးအသုံးသေးရှာခဲ့ရတာပါဘာကလူတွေကဘယ်ကပတ်စံနဲ့ထိုင်စားနေတာလဲလို့မေးတဲ့အခါမှာတော့ယောက်ျားဖြစ်သူမျက်နှာငယ်မှာဆိုလို့သူ့မိကတစ်လ9သိန်းပုံမှန်လွှဲပေးတာပါလို့လိန်ညာပြီးဂုဏ်တင်ပေးခဲ့တာဟာတကယ်ကိုမုံမြတ်တဲ့ဇနီးတဲ့တယောက်ရဲ့စိတ်ထားမျိုးပါဒါတွေမကသေးပါဘူးညီမငယ်လေးရဲ့အဖေကလည်းတမီးရဲ့ယောက်ျားကိုတာရင်တယောက်လိုချစ်ပြီးသူတောက်တဲ့ဆေးလေးကအစာဝယ်ပြီးဝတ်သားဟင်းကြိုက်တယ်ဆိုလို့နေတိုင်းမပြတ်အောင်ချက်ကျွေးပြီးမင်းသားတစ်ပါးလိုထားခဲ့တာပါဒါပေမဲ့မို့ချီကိုပြန်ရောက်တဲ့ခါမှာတော့မထင်မှတ်ထားတဲ့စကားကိုကြားလိုက်ရပါတယ်သစိမ်းနေရှိမှယောက်ျားဖြစ်သူကရွာမှာတော့ငါ့ကိုရန်ခိုင်းစားလို့ငါအလုပ်တွေအရန်လုံးဝလို့တလောက်ပိန်သွားတာဆိုပြီးအရှက်မရှိလေးညာပြောဆိုခဲ့တာပါဒါဟာညီမငယ်လေးရဲ့စီဒနာကိုစော်ကားယုံတယ်မကပဲသူ့ကိုသားတယောက်လိုချစ်တဲ့မိဘတွေရဲ့နောက်ကျောကိုပါဓာတ်နဲ့ထိုးလိုက်တာပါဒီဖြစ်ရက်ကနေကျမတို့ယူသင့်တဲ့အသိပညာပေးသင်ခန်းစာတွေကတော့အများကြီးရှိပါတယ်ရှင်ပထမဆုံးအနေနဲ့အနစ်နာခံခြင်းကအတိမတ်ပြုသူနဲ့တွေ့မှသာတန်မိုးရှိတာပါညီမငယ်လေးကယောက်ျားသိက္ခာကိုဆယ်ပေးခဲ့ပေမဲ့တစ်ဖက်လူကတော့ကိုတနာစရာကောင်းအောင်ဟန်ဆောင်ပြီးသူတစ်ပါးကိုအပြစ်ပုံချတတ်တဲ့နာစစ်လက္ခဏာမျိုးပြသနေပါတယ်ဒီနောက်ကြီးတစ်ခုမှာအပေးယူမများတာပဲတယောက်တည်းရပဲအမြဲပေးဆက်နေရရင်အဲ့ဒီအိမ်အောင်ကြီးကအစိတ်တောက်ဖြစ်လာပါပြီဒုတိယအချက်ကတော့မိန်းကလေးတယောက်ရဲ့တန်ဖိုးဟာအိမ်အောင်ကြီးမြဲခြင်းမမြဲခြင်းအပေါ်မှာမမူတည်ပါဘူးဆိုတာပါပဲပတ်ဝန်းကျင်ကိုကြောက်လို့ကိုယ်ကိုမလေးစားတဲ့သူကိုမိဘကိုမလေးစားတဲ့သူကိုတင်းရကြက်ဆွဲထားခြင်းဟာကိုယ့်ဘဝကိုကိုယ်တိုင်တက်နေတာနဲ့အတူတူပါပဲတတိယအချက်ကတော့ဇေယိုက်ဆိုးတဲ့သူတွေဟာကျေးဇူးတရားတဲ့သူတို့ရဲ့အတ္တကိုပဲပူတိတက်ကြတယ်ဆိုတာပါပဲဝတ်သားရင်းနဲ့ကောင်းကောင်းမွန်မွန်ကြွေးထားတာတောင်မှသူ့ကိုခိုင်းစားတယ်လို့ပြောထွက်တဲ့သူပါဘယ်တော့မှပြောင်းလဲမှာမဟုတ်ပါဘူးဒီလူမျိုးနဲ့ရှိဆက်လေကိုမိဘတွေပါစိတ်ဆင်းရဲရလို့ဖြစ်မှာပါညီမငယ်လေးအနေနဲ့အဖေတို့စိတ်ဆင်းရဲမှာဆိုလို့မျိုးသိထားခဲ့ပေမဲ့အမှန်တရားကတော့တနည်းပေါ်လာတာပါပဲဒါကြောင့်အိမ်တော်ကြီးမှာတိခံခြင်းကလက်နက်ဖြစ်လာနိုင်ပေမဲ့ကိုယ့်ရဲ့ဂုဏ်သိက္ခာနဲ့ကိုမိဘရဲ့မြတ်တာကိုစော်ကားလာတဲ့အထိခွင့်ရမပေးသင့်ပါဘူးလူတယောက်ရဲ့ဗီဇာဟာအခက်ခဲကြုံနေချိန်မှာပေါ်ပေါက်လာတတ်တယ်လို့ခုလိုကျေးဇူးကမ်းတဲ့သူကိုစောစောစီးစီးပြီးခွင့်ရတာဟာနောက်လာရစရာမဟုတ်ပဲဘဝရဲ့လွတ်မြောက်ရလမ်းစားလို့တောင်တတ်မှတ်နိုင်ပါတယ်မိန်းကလေးတွေအနေနဲ့ကိုချစ်တတ်ဖို့အရေးကြီးဆုံးပါတစ်ဖက်လူကကိုကိုမလေးစားရင်ကိုပြန်လေးစားပြီးဂျုံထွက်နိုင်ရပါမယ်မိဘဆိုတာသမီးလေးအိမ်တော်ကြီးမှာပျော်ရွှင်နေကြတာကိုပဲမြင်ကျင်ကြတာပါကိုမကောင်းတဲ့သူကြောင့်မိဘတွေပါအရှက်ရစိတ်နာရတာမျိုးတွေကိုပဲမိဘကမှလူလားမှာမဟုတ်ပါဘူးဒါကြောင့်ညီမငယ်လေးရဲ့ဖြစ်ရက်ကနေသင်ခန်းစာယူပြီးကိုယ့်ရဲ့စေတနာကိုတန်ဖိုးထားတဲ့သူနဲ့ပဲဘဝကိုရှေ့ဆက်သင့်ပါတယ်လို့အကြံပေးချင်ပါတယ်ရှင်အဆုံးသတ်အနေနဲ့ဒီဗီဒီယိုကိုကြည့်နေတဲ့တငယ်ချင်းတို့ကိုမေးချင်တာကတော့အိမ်တော်ရေးတစ်ခုမှာကိုမိဘကိုပါကျေးဇူးကမ်းစော်ကားလာတဲ့လူယောက်ျားမျိုးကိုဆိုရင်မငယ်လေးလိုပဲဆက်ပြီးပြခံကြအောင်ပါလားဒါမှမဟုတ်ကိုရှာဖွေပြီးလမ်းခွဲလိုက်မလားဆိုတာကောမန့်မှာပုံမလင်းလေးဝင်ရောက်ဆွေးနွေးပြသွားကြပါအောင်ရှင်